ကောင်မလေးသည်မတော်တဆလှုပ်ဝက်ခန်းထဲသို့ရောက်သွားခဲ့သည်အမျိုးသားကထောင်ချောက်များကိုပုံစံများအတိုင်းဂယုတစိုက်ခုံကျော်ခဲ့တော်လဲကောင်မလေးကလုံးဝဂယုမစိုက်ဘဲတက်တက်လျှောက်သွားခဲ့ရာတစ်စက်မှထိခိုက်မှုမရှိဘဲထွက်လာနိုင်ခဲ့သည်သူတို့နှစ်ဦးလုံခြုံပြီဟုထင်ပြီးရှေ့ဆက်ရန်အသင့်ဖြစ်ချိန်တွင်နောက်တစ်စက္ကန့်၌ကောင်မလေးသည်လေထဲသို့နင်းမိပြီးထောင်ချောက်ထဲသို့ကျသွားခဲ့သည်သို့တော့အနီးကပ်ကြည့်ရှုပြီးနောက်ကောင်မလေးသည်ဤမြေအောက်ခန်း၌ရေစီးကြောင်းလေးခုသာရှိသည်ကိုတွေ့ရှိခဲ့သည်အမျိုးသားကအလဲစီးကြောင်းမှအာဟာရဖြည့်ပေးထားသည့်ပုံဆောင်ခဲကိုစိုက်ကြည့်ရင်းယူရန်ချက်ချင်းလက်လန်းလိုက်တော်လဲရုတ်တရက်အားတစ်ခုကလင်းအားပြန်လဲတွန်းထုတ်လိုက်သည်ကောင်မလေးကမူသူ့ကိုယ်သူယဉ်ကျေးစွာမိတ်ဆက်ခဲ့သည်ထို့နောက်သူမသည်ပုံဆောင်ခဲကိုအံ့ဩဖွယ်ရာထိမိပြီးအတွင်းမှအာလူတစ်လုံးကိုဆွဲထုတ်လိုက်သည်နောက်တစ်ခဏတွင်အာလူသည်သေးငယ်သောနတ်သမီးလေးဖြစ်သို့ပြောင်းသွားပြီးရင်းတို့အားအခန်းထဲမှလမ်းပြခဲ့သည်သို့တော့ထိုအမျိုးသားသည်သူ့ခြေထောက်အောက်ရှိကြောက်မြတ်ရတနာများစီသို့ရုတ်တရက်အာရုံရောက်သွားခဲ့သည်မြေပြင်ပေါ်ပြန့်ကျဲနေသောပလဲများကိုလောဘတာကြီးကောက်ယူခဲ့သည်ရင်းပလဲများအတိုင်းလိုက်သွားရာရှေ့တွင်မတ်တက်ရက်နေသောအမျိုးသမီးတဦးထံသို့ရောက်ရှိခဲ့သည်ထိုအမျိုးသားကသူမငိုနေသည်ဟုထင်ခဲ့တော်လဲအမျိုးသမီးလဲကြည့်လိုက်သောအခါသူမသည်ဇွန်ဘီအဖြစ်သို့ပြောင်းလဲနေပြီဖြစ်ကြောင်းသဘောပေါက်သွားသည်ထိတ်လန့်တကြားဖြင့်သူသည်ကောင်မလေးနှင့်အတူအလျင်အမြန်ထွက်ပြေးခဲ့တော်လဲဇွန်ဘီ၏ကုတ်ချစ်ခြင်းကိုခံခဲ့ရပြီးရင်း၏ခန္ဓာကိုယ်ထဲတွင်အစိတ်စတင်ပြန့်နှံ့လာခဲ့သည်သူသည်ကိုမထိန်ချုပ်နိုင်တော့ဘဲကောင်မလေးစီသို့လက်လန်းလိုက်မိသည်ကံကောင်းစွာဖြင့်ကောင်မလေးတွင်ဇွန်ဘီများကိုထိန်ချုပ်နိုင်သောအဆောင်လက်ဖွဲ့တစ်ခုရှိပြီးသူမသည်ရင်းအမျိုးသားကိုအင်မြန်စွာချုံနှောင်လိုက်သည်သို့တော့မိသူကိုမှမထိခိုက်စေရန်အတွက်ထိုအမျိုးသားကအသည့်ပြန်ဝင်လာသောအခါသူ၏ကိုယ်ပိုင်အစိတ်ရှိသောသွားများကိုနှုတ်ပြရန်ဆုံးဖြတ်ခဲ့သည်ထိုစဉ်မှာပင်ကောင်မလေးကသူ့ကိုတားရန်ပြေးဝင်လာတော့လဲအမျိုးသားသည်ပုံမှန်မဟုတ်ဘဲစိတ်လှုပ်ရှားလာခဲ့သည်သူသည်လူတိုင်းကိုဘေးသို့တွန်းထုတ်ပြီးထွက်ပြေးရန်ကြိုးစားခဲ့သည်ရုတ်တရက်ထိုနတ်သမီးလေးသည်သူ့ရှေ့၌ပေါ်လာပြီးသူ့အပေါ်အနာကျက်စေသောမော်တက်ကိုသုံးလိုက်ရာသူ့ခန္ဓာကိုယ်ထဲရှိအစိတ်ကိုလုံးဝတန့်စင်ပေးလိုက်သည်ထိုအခါမှသာဤနတ်သမီးလေးသည်ဇွန်ဘီများကိုတိုက်ဖြတ်နိုင်သောတစ်ခုလေးသောဆေးဖြစ်ကြောင်းကောင်မလေးကအံ့ဩစွာဖြင့်သဘောပေါက်သွားခဲ့သည်သူမသည်နတ်သမီးလေးကိုယောဂစတင်ရာနေရာသို့ချက်ချင်းခေါ်ဆောင်သွားခဲ့သည်နတ်သမီးလေး၏အနာကျက်စေသောမော်တက်အောက်တွင်ဇွန်ဘီများသည်အပြည့်အဝတန့်စင်သွားကြပြီးအကြက်တဲလဲမကြာမီပြေလည်သွားခဲ့သည်အဆက်ကမတိသေးလို့ပါတော့စိတ်မဆိုးကြပါနဲ့အာကွာ